AI နဲ့ပုံဆွဲကြည့်ပေမဲ့အင်္ဂလိပ်စာမကျွမ်းလို့ခက်တွေ့နေပါသလားခု2026မှာတော့ဒါတွေကပြဿနာမဟုတ်တော့ပါဘူးအားလုံးရဲ့ဖုန်းထဲမှာရှိတဲ့ကွန်ပျူတာထဲမှာရှိတဲ့ Google Gemini ကိုညီမတို့ခိုင်းအောင်နဲ့စက်ကူးတွေကအတိုင်းပုံလာလေးတွေဆွဲခိုင်းလို့ရနေပါပြီဒီနေ့ဗီဒီယိုမှာတော့ Gemini ကိုညီမတို့ဘယ်လိုခိုင်းရမလဲဆိုတဲ့လျှို့ဝှက်ချက်တွေကိုလက်တွေ့ပြသပေးသွားမှာပါဒီနေ့ဗီဒီယိုမှာတော့ Gemini ကိုညီမတို့ဘယ်လိုခိုင်းရမလဲဆိုတဲ့လျှို့ဝှက်ချက်တွေကိုလက်တွေ့ပြသပေးသွားမှာပါရေဆုံးသင်ဖုန်းထဲက Gemini app ကိုဖွင့်လိုက်ဒါမှမဟုတ် app မရှိတဲ့ browser ကနေ Gemini google.com လို့ရိုက်ပြီးဝင်လို့ရတယ်ကျွန်တော်ကတော့ဒီမှာ google.com သွားလဲရတယ်ဒီမဲ့ကျွန်တော်အဲ့ဒီကနေ shortcut ထုတ်ထားတဲ့ Google Gemini ကိုတိုက်ရိုက်ဝင်လိုက်ပါမယ်ဒီညမှာရေးကြည့်တာက AI ကိုပုံဆွဲခိုင်းတော့မှဆိုရင်ပုံဆွဲပေးပါဒါမှမဟုတ် generate an image ဆိုတဲ့စကားလုံးကိုထည့်ပြောဖို့လိုအပ်ပါတယ်ခင်ဗျာဒီမှာကျွန်တော် prompt ကိုရိုက်လိုက်မယ်ဒီမှာဝတ်စုံဝတ်ထားတဲ့ချစ်စရာကောင်းတဲ့ကတော်မင်းကလေးတယောက်နောက်ခံမှာရွှေတကုံဖျားပုံစံနဲ့ 3D pizza style ဆွဲပေးပါ generate နှိပ်လိုက်မယ်နော်ဒီမှာကျွန်တော်ဗျာလေးနှိပ်လိုက်မယ်သူဆွဲနေတာကိုကျွန်တော်စောင့်ပေးမယ်ဟိုးကြည့်လိုက်ပါဂျမ်မီတိုင်းကညမာစာကိုပြေးဝက်နားလဲပါတယ်ဗျာကျွန်တော်တို့ရေးလိုက်တဲ့အတိုင်းညမာဆန်ဆန် 3D ကတွန်းရုပ်လေးထွက်လာပါပြီကဲစမ်းသပ်ချက်နှစ်ကိုဆက်သွားမယ်နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကျွန်တော်ရိုက်ပြပါမယ်နောက်နှစ်ပေါင်း100ကြာရင်ဖြစ်လာမဲ့နာဂတ်ရန်ကုန်မြို့ကြီးရဲ့ညဘက်ရှုခင်းကိုစိုင်ပါပန့်ပုံစံမျိုးဖွင့်ပေးပါโอเคနေမယ်နော်ဒါလေးခက်တာဆောင်းမယ်โอ้ဒါတော့တကယ်အံ့ဩဖို့ကောင်းပါတယ်ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာပြန်တန်းနေတဲ့ကားတွေနဲ့လီယိုမီအောင်တွေကို AI ကညီမလိုပြောရုံနဲ့ဖန်တီးပေးသွားတာပါကျွန်တော်နောက်တစ်ဆက်သက်ချက်ကိုသွားမယ်ကျွန်တော်ပကြီးကားလေးတစ်ခုဆွဲကြည့်ကြမယ်နော်ကျေးလက်တော်ရွာကစီမီထွန်ပွဲတော်ကိုစီသေးပကြီးI'm painting ပုံစံမျိုးနဲ့သေးသိဆွဲပေးပါโอเคတော့ဒီမှာနှိပ်လိုက်မယ်ကတဆောက်ကြည့်နေတယ်ဘယ်ပုံလေးများထွက်လာမလဲမသိဘူးနော်ဩ
တကယ်ကြီးဆရာတယောက်ဆွဲထားသလိုပဲနော်ဒီပုံတွေကို social media မှာပြန်တင်ရင်လည်းလူတိုင်းကအော်နေမှာပါ AI ကိုခိုင်းတဲ့အခါပုံတစ်ပုံဆွဲပေးဆိုတာထက်ဘလို့ပုံစံဘလို့အယောင်ဘလို့အလင်းပေါက်ဆိုတာကိုသေးသိညီမလိုရေးပေးလေပိုလာတဲ့ပုံတွေရလိမ့်ပါပဲဗျာဥပမာနေဝင်ချင်းအလှလို့ထည့်ပြောတာမျိုးပေါ့ကဲခုပဲသင်ဖုန်းထဲက Gemini ကိုဖွင့်ပြီးညီမလိုခိုင်းကြည့်လိုက်ပါသင်ဆွဲခိုင်းလိုက်တဲ့ထွက်လာတဲ့ထူးထူးခြားခြားပုံတွေကိုလည်းကျွန်တော်ကိုပြန်ပြောပြပေးပါဦးဒီလို AI နည်းပညာသစ်တွေကိုညီမလိုလွယ်လွယ်ကူကူသိရဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်